ဒါငါတိတ်တော့ဟုတ်ကဲ့ဒါငါတိတ်9000နိုင်ကြီးပဲဟုတ်ကဲ့ဒါက2တိတ်1000ဟုတ်ကဲ့စုစုပေါင်းလှူဒန်းတဲ့ငွေ9တိတ်နဲ့1000ဟုတ်ကဲ့ဘ누구တွေလျှောက်ခေါ်နေရတော့ဟောဦးလေးခေါ်လာငယ်မကိုရသမင်းနေကေးတွေပြောင်းလိုက်ဟုတ်ကဲ့ရေချိုးတာမိုက်လိုက်တာရေတွေချိုးတာတန်ရှင်းရှင်းဖြစ်သွားဟုတ်ကဲ့နှစ်ထင်ကတ်တွေနဲ့ဘာတော့ကောင်းကိုက်လို့လားဟုတ်တယ်ကောင်းကိုက်လို့သမီးအဖေရှိရတယ်ဖြစ်သွားဟုတ်လားဒီအဖေမော်တော်မတက်ဘူးလားရတယ်ငယ်မခေါ်နဲ့လားထားလိုက်မောင်လေးလားကိုကြီးလားသမီးဦးတော့သမီးကျွေးမယ်သမီးကျွေးမလားဘာရှိလို့တော့ဝတ်တဲ့ဝတ်တုတ်ချက်ဟုတ်လားဘူးချက်တာတော့ပြောသူချက်တာမျက်လုံးမြင်နေတာဟုတ်လားဟုတ်တယ်ဟိုနေ့ကကျွန်တော်လှူတဲ့3နှစ်ရဘာလောက်ထားတော့အပ်ထားလားအပ်ထားတော့ဝယ်ထားတယ်အေးလို့လက်ထက်ကင်လို့တော့အဆင်မပြေဘူးဆေးလေးဝယ်ထားတယ်ဆေးလေးဝယ်ထားတယ်မနက်ဖြန်တစ်ပတ်ခါတဲဆောင်မယ်မနက်ဖြန်တစ်ပတ်ခါတဲဆောင်မယ်ဒါပဲနေကြတဲဆောင်မယ်ဒီအပေါ်ကအမိုးလေးနဲ့ဗာလေးနဲ့တိုင်းနေဘူးရဲ့စင်ပြေမျက်လုံးလေးဒီနေ့တော့စကားတွေတွက်လို့ပါတွက်တယ်ကိုကြီးတော့ကိုကြီးလာမောင်လေးကကိုကြီးဘယ်လောက်ရှိရောကျွန်တော်လားကျွန်တော်ခုမှ20ကျော်ရှိတယ်သူမောင်လေးဒီမှာ30ကျော်30ကျော်စတာရွယ်သူတွေတော့ဒီမှာလေနော်ဟုတ်ဟိုပါလေအဲ့နေတော့ကြာတော့မောင်လေးတော့လမ်းနဲ့ကြောတက်နေတယ်လေမှတိတယ်ကြောတက်နေလို့စကားပြောနိုင်အခုတော့ရှင်လို့စကားတွေညလုံးလေးဟိုလိုပေါ့ကုရတာမရတာတဲ့စေကန်းလေးပြန်ပြလို့ရအောင်အလူငွေအနှဲငယ်ပြန်လူပေးခဲ့မယ်ဟုတ်ကဲ့နော်လူပေးမဲ့အလူငွေဘယ်လောက်လုံးကျွန်တော်ပြောပေးမယ်ဟုတ်ကဲ့အလူငွေကကျွန်တော်ဒီမှာ9တိတ်1000ရတယ်ဟုတ်ကဲ့အဲ့9တိတ်1000ထပ်ပြီးတော့လှူပေးခဲ့မယ်အဲ့ဆိုရင်တော့ဘမလင်းလင်းပြောချင်တယ်ပြောပြလေးပြချင်တယ်မရိုက်ချင်တယ်အဲ့ဆိုရင်ဒီဟိုကကြမျက်လုံးကိုပြမှာမဟုတ်သူကအုံနောက်ကျိတ်ဖြစ်တာဆိုအုံနောက်ဘက်ကိုသွားပြအုံနောက်ကတိုင်းလိုက်ပြီးတော့သွားခွဲဟိုကျမလေဘလို့ပြနာတော့ဆိုတော့ဒီပြောကောင်းကနေထိခိုက်တာအဲ့ဆရာဝန်ပြတော့ပြောတော့လေတမဲ့ရိုက်ချင်တယ်သိကံပြချင်တယ်တက်နိုင်ဖြစ်နေအကောင်းဆုံးလေးလောက်ကြပေါ့ခဏနေကိုပြန်ရတက်လာနဲ့ကျွန်တော်လူပေးခဲ့တဲ့ငွေလေးကလည်းဟိုမစားမတော့ပဲနဲ့ဒီလိုဟိုလိုဒီလိုပျောက်ပြတ်သွားမှာဆိုလို့ပျောက်ပြတ်သွားမှာဆိုတာစေကံပြလိုက်တယ်စေကံပြရင်တက်လာနဲ့ငွေထပ်ပြီးတော့ပြတ်သွားရင်အလကားဖြစ်သွားမှာဆိုလို့စောက်စီဝယ်ပြီးတော့အိမ်ဆောက်မှမြင်စားတယ်ပဲတက်လေအပဆောင်မတော့ဘူးလေသူကနေစေဝယ်ဖို့စေကံပြဖို့ပဲထားမှာအေးအဲ့ဆိုရင်ဒါလေးကိုမိုးလုံးလေးဖြစ်အောင်မိုးကတည်းလေးပြန်ပြီးတော့မိုးမယ်ကျမမှလည်းနေရတယ်နေဘူးကြီးတယ်နေဘူးကြီးတယ်နေမပူတော့ဘူးနေမပူအောင်ဆိုလူပေးခဲ့မယ်ရေခဲနေအောင်နေအဲ့လိုလူငွေအပ်မယ်ဟုတ်ကဲ့နော်လူငွေဒီမှာရောလာဒီမှာဒါငါတိတ်တော့ဟုတ်ကဲ့ဒါငါတိတ်9000နိုင်ကြီးပဲဟုတ်ကဲ့ဒါက2တိတ်1000ဟုတ်ကဲ့စုစုပေါင်းလှူဒန်းတဲ့ငွေ9တိတ်နဲ့1000ဟုတ်ကဲ့ဟုတ်ပြီနော်အဲ့ဒါကိုဘာပြောမှတော့လှူပေးတဲ့လူရှင်တွေပြောကျမလေရေလုံးလေးပြစေကံပြခြင်းနဲ့တမန်ရိုက်ခြင်းနဲ့ဟုတ်ပြီဗျာမတတ်နိုင်ဘူးဖြစ်လို့သားသမီးနဲ့အမျိုးသားနဲ့အကောင်းဆုံးလေးဖြစ်အောင်စီစဉ်လိုက်တိုင်ပင်လိုက်ကြဟုတ်ငွေကိုတူးလက်ထဲမထားတဲ့ငယ်မနော်ငယ်မဒီစားတိတ်နော်ဒီသေးလေးကိုပြန်ဖောက်ခြင်းနဲ့ရမလားရောက်ရတယ်ငွေအပ်လိုက်ပြီအမားတို့ဘာလို့စီမံခန့်ခွဲပြီးတော့သုံးလို့ရတယ်ငွေနဲ့လေတဲဆောက်လို့ရမလားတဲဆောက်လို့ရတယ်ဗျာဟုတ်ကဲ့တဲလေးဆောက်လို့ရတယ်အိမ်ကြီးလေးဆောက်လို့ရတယ်ဒီကလေပူတော့လေကိုကကြအရေးသေးသွားမထိုင်နိုင်โอเคအဲ့ဒါဒီဥစ္စာလေးကိုရှင်းလိုက်ကြတော့ဟိုဟာဖြစ်ပြီးခြံလေးလုံးလိုက်မိုးကလေးနဲ့ပါလေးနဲ့နော်နေရအတီးကြမဟုတ်တော့မျိုးသမီးပါတယ်ဟုတ်လားတော့ခေါ်လိုက်မယ်နော်အဲ့ဒါရပြီလားရပါကျွန်တော်အလူရှင်နာမည်ပြောပေးမယ်ဟုတ်ကဲ့နော်ဟုတ်ကဲ့အလူရှင်နာမည်လေးနားထောင်ပေးအောင်ဟုတ်ကဲ့ပါစိုက်အိုက်လိုင်းနဲ့နန်းထွေးခင်ကနေပြီးတော့ဒါတရုတ်ပြည်တိုင်းမှာတတိန်းလူတာရှိတယ်ဟုတ်ကဲ့ပြီးရင်ကိုနိုင်စိုးတန်းမတိုးဝန်တရုတ်ပြည်တိုင်းမှာလည်းတတိန်းလူတာရှိတယ်ဟုတ်ပြီးရင် JFY မြန်မာဆိုပြီးတော့ကြတော့ဂျပန်စာတင်တန်းကနေပြီးတော့တင်တန်းနှများကနေပြီးတော့တတိန်းလူတာလေးရှိရနော်ဟုတ်ပြီးရင်ဝင်းဘိုထုံ Facebook အကောင့်တိုင်းမှာလည်းတတိန်းလူတာလေးရှိရဟုတ်ဦးနော်ဂျာဒေါ်အားလီမိသားစုဟိုကားမိုင်းမျိုးကနေပြီးတော့တတိန်းလူတာလေးရှိရနော်ဟုတ်ပြီးရင်ဦးကျော်တူတော့တင်းလိုက်မိသားစုတရုတ်ပြည်ရွှေလျက်တိုင်းမှာ2တိန်းလူတာလေးရှိရနော်ဟုတ်ကဲ့အဲ့ပြီးတော့ကြတော့မအေးချမ်းမော်တမီးဖြစ်သူခိုင်တစင်ဖြစ်သားဖြစ်သူ
အောင်မင်းခန့်တို့ဒါတာမီတို့တွေကနေပြီးတော့မှ9000လှူထားလေးရှိရနော် ဟုတ် အဲ့ဒါလေးတွေလှူထားပါတယ်ဗျာနော် ဟုတ်ကဲ့ပါ ဟုတ်ပြီနော် ဟုတ် အ ကဲ့ လူရှင်အရန်တော့မများဘူး2 4 6 9ဦးရှုံးအဲ့ဒါလေးပဲနော် ဟုတ်ကဲ့ လူပေးတဲ့လူရှင်တွေကျေးဇူးတင်လား ကျေးဇူးတင်တာပေါ့ရှင် အဲ ကျမမှာသိကံပြခြင်းနဲ့ အဲ ဓမ္မရိုက်ခြင်းနဲ့ အိမ်လေးကလည်းမိုးလုံညင်တယ်လှုပ်ချင်တာနေများနေတယ် ဟုတ်တယ် အေ ပြီး းလို့ မောင်လေးခွာမလား မော လား င်လေးခေါ်ပေါ့ အမောင်လေးကျေးဇူးရမ်းတင်တယ် ဟုတ်ပြီဗျာ နောက်